အခု video record ကတော့ကျွန်တော်ဒါ day 1လို့သတ်မှတ်ပြီးတော့ဒီနေ့ကို day 1လို့သတ်မှတ်ထားပါတော့ကျွန်တော်ရဲ့project အသေးလေးဖြစ်တဲ့ YU evoting ပေါ့လေ evoting ကိုဒီ project လေးကိုလုပ်ဖို့အတွက်စပြီးလေ့လာနေရဖြစ်ပါတယ်။ဘာပြောရင်ကျွန်တော်ရဲ့ပထမဆုံးကျွမ်းကျင်ပြီးသားဖြစ်တဲ့MySQL နဲ့ Node.js နဲ့ချိန်တဲ့အပိုင်းကိုပြန်ပြီးတော့ရှာကြည့်ရဆိုပြီးတော့အခုနောက်ပိုင်းမှာ Xampp ကိုစားထိုးပြီးသုံးဖို့အတွက်လုပ်တဲ့ဟာကအရင်လောက်မလွယ်ပြန်ပြီးတော့လေ့လာနေတဲ့ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်လုပ်လို့အဆင်မပြေပါဘူး။ဒါအချိန်အခုလောလောဆယ်မှာကြာနေပါတယ်။အခုလောလောဆယ်မှာဘာလုပ်နေလဲဆိုလို့ရှိရင်PHP small project တွေကိုဒီနေ့မှာစပြီးလေ့လာနေပါတယ် PHP small project registration နဲ့ login registration ကိုစပြီးလေ့လာနေတယ်ဒီနေ့မှာတော့ဘယ်လောက်လဲဆိုလို့ရှိရင်ဟိုဒီလောက်ပဲပြီးပါသေးတယ်ဒီ form ဆောက်တယ်database နဲ့ချိန်တယ်ဒီလောက်ပဲdatabase နဲ့မချိန်ရသေးဘူးအဲ့လောက်ပဲပြီးပါသေးတယ် CSS လောက်ပဲပြီးပါသေးတယ်valuation နဲ့ပတ်သက်ပြီးတော့အတွေ့အမြင်တွေရရဆိုမဲ့သိပြီးတော့တေးချာမလေ့လာရသေးပါဘူးအခုဒီနည်းနည်းလေးတော်တော်ကြီးကိုစဉ်းစားကြဖြစ်နေပါတယ်အခုလောဆယ်မှာ Node.js ရဲ့Node.js ကိုအဓိကထားပြီးတော့လုပ်နေရပါလေအဓိကကတော့ UI/UX ဘက်ကိုတော့ဘယ်လိုစဉ်းစားပြီးတော့ဘယ်လိုမျိုးလုပ်ရမလဲဆိုတော့ဖြည်းဖြည်းချင်းစဉ်းစားနေဦးမှာဒါတော့ day 1ပဲဖြစ်ပါတယ်ဒီအတွက် CSS ကိုလည်း CSS free ကုတ်ကန့်ကိုလည်းလာနေ CSS free ကုတ်ကန့် CSS beginner ဆိုကုတ်ကန့်လေးလာနေတိတ်တော့ချိုးပိုင်းနေမခတ်ဘူးဒါပေမဲ့ CSS beginner ပြီးတော့ဘယ်လိုကပိုကောင်းလဲဘယ်ကပိုကောင်းလဲဘယ်ကနေကြည့်တာပိုကောင်းလဲအကြောင်းကိုလည်းပြန်ပြီးတော့သုံးသပ်သွားပါမယ်ဒီတော့ဒီလောက်ပါပဲဒါတော့ D1 record ဖြစ်ပါတယ်